sister ကျွန်တော်နာမည်ကတော့ဂျိုဆက်ဝင်းလှိုင်ဦးနောက်ပြီးတော့ချင်းနာမည်ကုံစမှုလို့ခေါ်တယ်ဆိုတော့ကျွန်တော်မှာဗမာနာမည်ချင်းနာမည်တစ်ခုရှိတယ်ဗောနော်ဆိုတော့ကျွန်တော်အနေနဲ့က Joseph Education University ဆိုပြီး2015မှာစဖွင့်တယ်စဖွင့်ပြီးတော့ဒီဓမ္မပညာကိုပဲအထူးပေးပြီးတော့ခုလောလောဆယ်တင်ကြားပြတယ်ဗောနော်ဒါမဲ့တော့ဒီနှစ်ကမနှစ်ကနေစပြီးတော့ business administration လို့ခေါ်တဲ့စီးပွားရေးပညာရပ်တွေတင်ပေးတယ်နော် engineering တွေပါလာတယ်နောက်တော့ခါဒီဓမ္မပညာမှာတော့မှရင်တော့ diploma ဘွဲ့ပေးတယ်အခုကတော့ bachelor ဘွဲ့ပေးနေတာဗောနော်ဆိုတော့ကျွန်တော်တို့ဒီကျောင်းဖွင့်တာခုဆို9နှစ်ရှင်းထဲရောက်လာပြီလို့ပြောချင်ပါတယ်ဒီဝေးလာတဲ့နေရာနောက်ပြီးတော့ဘုန်းကြီးတွေရောက်ပေါ်နေတဲ့နေရာတွေမှာရှိတဲ့ဘာသာသူတွေနဲ့ဖျားပေါ်မှာကိုယုံကြည်ထားတဲ့ယုံကြည်ခြင်းကိုတည်ထားတဲ့ဖျားအကြောင်းကိုအမြဲတမ်းပဲထောက်ရှုပါလို့အသစ်တွေမရလိုက်တော့မှရှိပြီးသားအဟောင်းကိုပဲပြန်နှွေးပါရှိပြီးသားယုံကြည်ခြင်းရှိပြီးသားဘာသာတရားအကြောင်းကိုပဲပြန်ပြီးတော့ထောက်ရှုမယ်ဆိုရင်အဲ့ဒီအရာတွေကကိုယ့်အတွက်ဘဝရဲ့ခွန်အားဝိညာဉ်ခွန်အားဖြစ်လာမယ်လို့ဒီခါလေးကျရင်အသစ်ဆန်းတွေမှမဟုတ်ဘူးကိုယ်မှရှိနေတဲ့အထဲမှာဖျားပေးထားတဲ့ယတနာနော်ယတနာတွေရှိတယ်ဒီဖျားပေးထားတဲ့ဓမ္မအတိပညာတွေကိုပဲပြန်ပြီးတော့တူးဆွပြီးတော့အဲ့ဒီကနေခွန်အားယူပါနံပါတ်2ကတော့ကိုယ့်ရဲ့နေ့စဉ်အသက်ရှင်နေတဲ့အချိန်မှာကိုယ့်ရဲ့ရှူနေတဲ့လေကိုရှူနေတဲ့အသက်ကိုစားနေတဲ့ထမင်းကိုမြင်တဲ့ပတ်ဝန်းကျင်တစ်ခုလုံးကအော်ဖယားရှိပါလားဖယားငါတို့မပြစ်ထားဘူးဖယားငါတို့ကိုအမြဲတမ်းကြည့်ရှုနေတယ်ဆိုတဲ့ယုံကြည်ခြင်းအတိတရားကိုအမြဲတမ်းသိတဲ့အထိလက်ဆွဲပြီးတော့ကျင့်ကြံနေထိုင်ကြပါလို့အကြံပေးချင်ပါတယ် RVA နဲ့ပတ်သက်ပြည်သက်ပြီးအားလုံးကိုကျွန်တော်အနေနဲ့ဒီမှာတောင်းဆိုချင်တာတစ်ခုရှိပါတယ် RVA ဆိုတဲ့လုပ်ငန်းဟာအတန်လင်းဌာနလုပ်ငန်းဟာဘာသာသူတွေကျွန်တော်တို့တယောက်ချင်းစီအလှငွေကျွန်တော်တို့တယောက်ချင်းစူတောင်းမြတ်တာမပါဘူးဆိုရင်ဒီ sister ဒီဖုန်းကြီးတွေဒီ brother ဒီဆရာတွေက RVA လုပ်ငန်းလုပ်ဖို့ဆိုတာမလွယ်ဘူးဒါကြောင့်မို့ RVA နားထောင်တဲ့သူတိုင်းကအလှငွေများများပေးကြပါအလုံငွေပေးမှဖရာတရားရဲ့အလုံးငန်းဟာအောင်မြင်မယ်ထွန်းကားနိုင်မယ်အလုံငွေမပါဘဲနဲ့အလိုလိုမရဘူးလားဆိုရပါတယ်ဒါပေမဲ့ပုံမထိရောက်တဲ့လုပ်ငန်းလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့အလုံငွေတွေက RVA အတွက်အင်မတန်မှမရှိမဖြစ်တဲ့အသက်သွေးကြောဖြစ်ပါတယ်လို့ဒါကြောင့်မို့ RVA နားထောင်တဲ့ဘာသူတွေအားလုံးဘာပဲပြောပြောတစ်နှစ်ကို9000စီပဲကျွန်တော်တို့လှူရင်တောင်းမှတစ်လကို900ပဲကျပါတယ်အဲဒါကြောင့်ဘာတယောက်ချင်းစီနေနဲ့တလောက်900ကျပ်စီလောက်လှူစုပြီးတော့တစ်နှစ်ကို6000နှုန်းနဲ့ RVA ကိုပံ့ပိုးကြရအောင်လို့ကျွန်တော်အနေနဲ့တိုက်တွန်းအားပေးနှိုးဆော်ချင်ပါတယ်